ကဲအာဆင်နယ်အသင်းကတော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲဆက်တိုက်အနိုင်ပြိုင်ပွဲစုံနောက်ဆုံး9ပွဲဆက်တိုက်ပေးကိုမဲ့အနိုင်ရလက်ပရီးမီးယားလိမှာနောက်ဆုံး9ပွဲဆက်တိုက်အနိုင်ပရီးမီးယားလိမှာနောက်ဆုံး4ပွဲဆက်တိုက်ပေးကိုမဲ့အနိုင်ရလက်အဲ့ဒီရလက်တွေဟာဒီနှစ်ရာသီမှာအာဆင်နယ်အသင်းစွမ်းဆောင်ပြထားတဲ့ရလက်တွေပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအာဆင်နယ်ခန်းသားမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အာဆင်နယ်အသင်းကဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်10အဖြစ်အာဆင်နယ်အသင်းကဘန်လီအသင်းရဲ့အိမ်ကွင်းမှာအဝေးကွင်းဖြစ်တွားရောက်ရှင်ပြိုင်ကစားခဲ့ပြီးတော့အာဆင်နယ်အသင်းက0-2ဆိုတဲ့ဂိုးပြတ်ရလမ်းနဲ့အာဆင်နယ်အသင်းကအနိုင်ရရှိခဲ့ပါတယ်အဲ့နိုင်ပွဲပြီးမှာတော့အာဆင်နယ်အသင်းကဒီရာသီပရီးမီးယားလိမှာ10ပွဲကစား10ပွဲနိုင်တပွဲတည့်ရတပွဲရှုံး18ဂိုးသွင်းပေးဂိုး3ဂိုးဂိုးကွာခြားချက်အပေါင်း15ဂိုးနဲ့ရမှတ်25မှတ်နဲ့တူအာဆင်နယ်အသင်းကပရီးမီးယားလိမှတ်ပေးစရရဲ့အဆင့်1နေရာမှာအဆင့်2နေရာမှာရှိနေတဲ့အသင်းကို9မှတ်ဖြတ်ပြီးတော့ဥဆောင်လိုက်ပြီးပဲဖြစ်ပါတယ်ကျွန်တော်ကအိတ်ပွဲစဉ်ရဲ့အကြောင်းအရာလေးတွေကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အာဆင်နယ်အသင်းကတော့ထုံးစံအတိုင်းပဲ4-3-3 ဆိုတဲ့ကစားကွက်နဲ့ပဲဆက်လက်ပွဲထွက်လာတယ်။ဂိုးသမားနေရာမှာ David Raya နောက်တန်း၄ယောက်နေရာမှာဘယ်တောင်မန်ကန်ဆစ်မှာ Calafiori ညာတောင်မန်ကန်ဆစ်မှာ Julian Timber Center Back 2ယောက်နေရာမှာ Gabriel နဲ့ Saliba လက်3ယောက်နေရာကိုကြည့်မယ်ဆိုလို့ရှိရင် Queen နဲ့ကန်ဆစ်မှာ Zubimendi သူ့ရဲ့ရှေ့မှာ Declan Rice နဲ့ Aziz တိုက်စစ်3ယောက်နေရာမှာဘယ်တောင်မန်တိုက်စစ်မှာ Leandro Trossard ညာတောင်မန်တိုက်စစ်မှာ Bukayo Saka နဲ့အထောင်တိုက်စစ်နေရာမှာ Victor Gyökeres တို့ပွဲထွက်လာခဲ့ပါတယ်။ Odegaard ဒဏ်ရာရပြီးနောက်ပိုင်းမှာ Arsenal အသင်းကပွဲထွက်အခင်းကျင်းမှာသာ4-3-3ဒါပေမဲ့ပွဲတကယ်ကစားတဲ့အခါမျိုးမှာဆိုရင်အာဆင်နယ်အသင်းရဲ့ကစားဟန်က4-2-3-1ပုံစံမျိုးကိုတွားတာကိုတွေ့ရပြီးတော့ကွင်းလင်အထိုင်မှာ Declan Rice နဲ့ Zubimendi တို့ double pivot ပုံစံနဲ့ထိုင်နေအဇီးကနံပါတ်10 row ပုံစံမျိုးနဲ့ကစားတာကိုတွေ့ရတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဘန်လီအသင်းကလည်းအာဆင်နယ်အသင်းကိုသူတို့ mid block low block ပုံစံမျိုးတွေနဲ့အာဆင်နယ်အသင်းကိုသူတို့ကစားဖို့အတွက်သူတို့ကြံရွယ်လာခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ဒီ mid block low block တွေကအလုံးမဖြစ်ခဲ့ပဲနဲ့အာဆင်နယ်အသင်းကထုံးစံအတိုင်းပဲ set piece skin ဆိုတဲ့အတိုင်း set piece ကနေလည်းတကူရခဲ့သလို open play ကနေလည်းတကူရခဲ့တာကိုတွေ့ရတယ်ဒီကနေ့ပွဲစဉ်ရဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းမှာအာဆင်နယ်အသင်းနဲ့ကစားပုံလေးတွေခြားနာတာကိုကျွန်တော်တို့တွေ့ရတယ်ပထမပိုင်းမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့ပွဲစကတည်းကပထမပိုင်းဒီပြီးဆုံးတဲ့အချိန်ထိတော်တော်လေးကိုမှအာဆင်နယ်အသင်းကတိုက်စစ်ပြီးရင်တိုက်စစ်ကစားသွားတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါဟာအဓိကအဖြစ် Victor Gyökeres အနေနဲ့ drop deep လုပ်ပြီးတော့ပေါ့နော်ဒီတိုက်စစ်သူ့ရဲ့ဇုံထဲမှာမနေဘဲနဲ့ကွင်းလယ်ထိဆင်းတဲ့ဘောလုံးကိုလက်ခံရယူတယ်ပြီးတော့လို့ရှိရင် link up တွေပြန်ပြီးတွဲတဲ့ပုံစံမျိုးတွေကိုကျွန်တော်2ကြိမ်3ကြိမ်လောက်တွေ့ခဲ့ရတယ်သူ့ရဲ့အဲ့ဒီ drop deep လုပ်ပြီးတော့ပြန် link up ချိတ်ပေးတဲ့အခြေအနေတွေကပဲပေါ့နော်ဒီ Bukayo Saka အနေနဲ့ဒီတံပြန်တိုက်စစ်ရောက်သွားတဲ့အချိန်မျိုးအဇီးတံပြန်တိုက်စစ်ရောက်သွားတဲ့အချိန်မျိုးတွေကိုတွေ့ရတယ်ဒီကနေ့ပွဲစဉ်ရဲ့ပထမပိုင်းမှာဆိုလို့ရှိရင် Victor Gyökeres အနေနဲ့တစ်ဖက်အသင်းရဲ့နောက်တန်းကိုတော်တော်လေးအလုံးရှုပ်စီခဲ့တာတွေကိုလည်းကျွန်တော်တို့တွေ့ကြရသလိုရသွားတဲ့ဂိုးတွေမှာဆိုလို့ရှိရင်လည်း Victor Gyökeres ရဲ့အရေးပါပုံကတော်တော်လေးကိုမှအရေးကြီးခဲ့တယ်အာဆင်နယ်အသင်းကပထမပိုင်းမှာတွင်းကို2ဂိုးရခဲ့တယ်အကယ်လို့သာဒီထက်ပိုပြီးဂိုးသွင်းတေချာခဲ့မယ်ဆိုရင်အာဆင်နယ်အသင်းဒီပထမပိုင်းမှာတင်3ဂိုးသို့မဟုတ်4ဂိုးဆိုတဲ့ဂိုးရလက်ကိုပါအာဆင်နယ်အသင်းပိုင်ဆိုင်နိုင်ခဲ့လိမ့်မယ်ဒါပေမဲ့2ဂိုးဆိုတဲ့ရလက်နဲ့အာဆင်နယ်အသင်းပထမပိုင်းမှာပြတ်သွားတဲ့ခြေစွမ်းအရာတော့အာဆင်နယ်အသင်းအတွက်ဒါဂျီနက်ဆရာလို့ပြောလို့ရတယ်ပွဲကစားစဉ်22မိနစ်မှာဆိုလို့ရှိရင် Press က link up ကနေပြီးတော့ Saka ကောင်တာရသွားတယ်ဆွဲပြေးတယ် area ရဲ့အရောက်မှာဂိုးသမားနဲ့အတွေ့မှာပိတ်တဲ့ဟာကိုဂိုးသမားကာကွယ်သွားနိုင်ခဲ့တယ်လို့ဒီပွဲကစားရင်32မိနစ်မှာပေါ့နော်ဒီ Declan Rice နဲ့ Zubimendi ရဲ့အတွဲဖက်ကနေမှတက်ဆင်အဇီးဘောလုံးရတယ်အဇီးကနေမှတက်ဆင် Gyökeres ကိုပေးတယ် Gyökeres ကနေမှတက်ဆင် Bukayo Saka ကိုပေးတယ် Saka ကန်နေပြန်ထွက်လာတဲ့ဘောလုံးကို Gyökeres မရမကအတင်းပြန်လိုက်ဆယ်တယ်ဆယ်ပြသူ Leandro Trossard ကိုပေးတယ် Trossard အနေနဲ့တိတ်ချချိန်နဲ့နေရာယူပြီးတော့ကန်ခဲ့ပေမဲ့တစ်ဖက် defense ကနေပြီးတော့ဗောဒီ goal line ပေါ်ရောက်ခံနည်းလေးမှာကာကွယ်သွားနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အာဆင်နယ်အသင်းပထမပိုင်းမှာတော့ဒီ2-0ဆိုတဲ့ရလဒ်နဲ့ပဲအာဆင်နယ်အသင်းပွဲပြီးသွားခဲ့တယ်ကျွန်တော်ကတော့ဒုတိယပိုင်းမှာအာဆင်နယ်အသင်းအနေနဲ့စောစီတကူလောက်ထပ်သွင်းပြီးတော့ဒါမှမဟုတ်2ဂိုးလောက်သွင်းပြီးတော့ဗောနော် Max Dowman တို့အုပ်စုတွေကိုမြန်မြန်ဆန်ဆန်လူစားလဲဖို့ကျွန်တော်ကတော့မျှော်လင့်နေဒါပေမဲ့အာတေးချာအနေနဲ့ကျွန်တော်နဲ့ဗောနော်ဒီတွေးပုံချင်းတော့မတူဘူးလာမဲ့တပတ်မှာပေါ့နော်9ရက်အတွင်းမှာအာဆင်နယ်အသင်းအနေနဲ့အဝေးကွင်းမှာပဲ2ပွဲဆက်တိုက်သွားပြီးကစားရမယ်တပွဲဟာ Champions League မှာ Slavia Prague ကိုကစားရမယ်နောက်ထပ်တစ်ပွဲကတော့ရှေ့တစ်ပတ်စနေနေ့ညတနင်္ဂနွေနေ့မနက်မှာအာဆင်နယ်အသင်းက Sunderland အသင်းရဲ့အိမ်ကွင်းမှာတွားပြီးတော့ Premier League ပွဲစဉ်17အဖြစ်တွားကစားရမယ်အဲ့ဒီအတွက်ကြောင့်မလို့အာဆင်နယ်အသင်းအနေနဲ့ Victor Gyökeres ကိုပွဲကစားချိန်ဒုတိယပိုင်းအစမှာတည်းက Mikel Merino နဲ့လူစားလဲမှုပြုလုပ်ခဲ့တယ်အဲ့ဒီလူစားလဲမှုကြောင့်ပဲလားဒါမှမဟုတ် Mikel Arteta ကိုယ်တိုင်ကငါတို့ 2-0 ဖြစ်နေပြီငါတို့အနေနဲ့ဂိုးရဖို့အထက်အဓိကအားဖြင့်
ဒုတိယပိုင်းမှာပို့ပြီးတော့ငါတို့ဂိုးမပေးရရေး clean sheet ရရေးဦးစားပေးမယ်လို့ပဲသူနီးစနစ်ကိုပြောင်းလိုက်လားဆိုတာကတော့သူတို့ပဲသိမယ်ဒုတိယပိုင်းမှာအာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားအားကျသွားတာကြီးကတော့တော်တော်လေးတိတာတယ်ပထမပိုင်းကနဲ့ရှင်ဘာမှကိုမဆိုင်တော့ဘူးမီခဲမာရီနိုလုံးရကိုင်းရှိတယ်ဆိုပေမဲ့ Victor Gyökeres နဲ့အထောင်တိုက်စစ်မှာကစားတဲ့နေရာမှာတော်တော်လေးကိုမှကွာခြားတာကိုကျွန်တော်တွေ့ရတယ်ဒါဟာကျွန်တော်မီခဲမာရီနိုကိုကျွန်တော်ကျေးဇူးကမ်းတာမဟုတ်ဘူးပြီးခဲ့တဲ့ရာသီမှာသူသွင်းယူပေးခဲ့တဲ့ဂိုးတွေအများကြီးပဲဒါပေမဲ့တကယ်ပေါ့နော်ဒီလိုမျိုးအသင်းက 2-0 နဲ့ဦးဆောင်ထားတယ်တစ်ဖက်အသင်းကိုဘောလုံးပေးကင်ထားတယ်ပြန်ပြီးတော့တိုက်စစ်ပြန်ဆင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်မီခဲမာရီနိုအနေနဲ့သူ့နေရာမှာ Victor Gyökeres တာဆိုလို့ရှိရင်ပေါ့နော်ပိုပြီးကောင်းမွန်တဲ့အရာတွေပြုလုပ်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ရဒါတောင်ပွဲကစားချိန်60မိနစ်မှာ Mikel Merino နောက်ပေါက်နဲ့ပြန်ချပေးသွားတဲ့ဟာကိုလူစားဝင်ကစားသမား Nugget ကန်ပေးမဲ့တစ်ဖက်ဂိုးသမားကာကွယ်သွားခဲ့လို့အာဆင်နယ်အသင်းဂိုးမရခဲ့ဘူးဒုတိယပိုင်းတစ်ပိုင်းလုံးမှာအာဆင်နယ်အသင်းအနေနဲ့ဘန်လီအသင်းဘက်ကိုဘောလုံးပေးကင်ထားတယ်အဓိကအပြင်သူတို့ပွဲကစားချိန်မိနစ်60နောက်ပိုင်းမှာဘန်လီအသင်းအနေနဲ့လူစားလဲတယ်လဲပြီးတဲ့အချိန်မှာအာဆင်နယ်အသင်းရဲ့ဒီ build up ကိုသူတို့လိုက်ပြီး press လုပ်ခိုင်းတယ်အဲ့ဒီအချိန်မှာအာဆင်နယ်အသင်းရဲ့ဒီဂိုးသမားနောက်တန်းဒီအတွဲအဖက်ကဘလောက်ထိတောင်မှ pressing resistant ဖြစ်လဲဆိုတာဒါဟာတက်တည်ပဲတစ်ဖက်အသင်းကဘလောက်ပဲ press လုပ်ဒီ press ကိုအကောင်းဆုံးခံနိုင်ပြီးတော့သူတို့အနေနဲ့ဒီမှန်ကန်တဲ့ pass တွေပြုလုပ်ပြီးတော့ဒီ press ကိုသူတို့ကြော်လွှားဖို့အတွက်သူတို့အချိန်ပေါင်းများစွာလုပ်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဒီလိုမျိုးတည်ငြိမ်တဲ့ကစားဟန်မျိုးကိုကျွန်တော်မြင်ရတာပေါ့နော်ကို့အသင်းအတွက်ကျွန်တော်တော်တော်လေးကိုမှဝမ်းလဲဝမ်းသာတယ်ဘယ်လိုပြောရမလဲဟိုစိတ်ထဲမှာဗျာကို့ငါတို့အသင်းကဒီလောက်အထိကောင်းနေတာပါလားတစ်ဖက်အသင်းက press တွေတောက်လျှောက်လိုက်လုပ်တယ်လူစားလဲပြီးတော့သူတို့ကစားပုံကစားနည်းချိန်လိုက်တယ် press တွေလုပ်တယ်အဲ့ဒါတော့မှကို့အသင်းရဲ့ဂိုးသမားနဲ့နောက်တန်းကွင်းလေပွင့်လင်းပြောရင်ဗျာ17ယောက်လုံးပါပဲအဓိကတော့ဒီ build up တဲ့ွားတဲ့ဟာမှာအာဆင်နယ်အသင်းရဲ့ဒီဂိုးသမားနဲ့နောက်တန်းကစားသမားတွေအားလုံးဒီတစ်ဖက်အသင်းရဲ့ pressing ကိုကောင်းကောင်းခုခံပြီးတော့အကောင်းဆုံးကြော်ဖြတ်ပြသွားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီကနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းကပွဲကစားချိန်နှောင်းပိုင်းတွေမှာတော့အဓိကကစားသမားတွေကိုထုတ်ပြီးတော့ဒီ Hincapié တို့ပြီးသွားလို့ရှိရင် Nugget တို့ထည့်ပြီးတော့အာဆင်နယ်နဲ့ပွဲကိုထိန်းပြီးကစားသွားတယ် Victor Gyökeres ကိုထုတ်တာကတော့ကျွန်တော်လက်မခံခြင်းလက်ခံခြင်းအနေအထားမျိုးမှာရှိတယ်ဒါပေမဲ့ဘူကာယိုဆာကာသူနေမကောင်းတာနေပြီးတော့ပြန်လာတယ်ကစားတယ် fitness အပြည့်မရသေးတဲ့အခါမှာသူ့ကိုဘာကြောင့်ပွဲချိန်မိနစ်60အပြည့်လုံးသုံးသွားတာလဲဆိုတာလေးတခုကတော့အနည်းငယ်လေးကျွန်တော်မတွေးတတ်ဘူးအမှန်တိုင်းပြောရင်သူ့ကိုကတကယ်လဲတင်တာဒါပေမဲ့သူ့ကိုအာတီတာအနေနဲ့ပွဲပြီးဆုံးတဲ့အချိန်ထိသုံးသွားတယ်လူစားဝင်ပြီးကစားခဲ့တဲ့ဒီ Hincapié တို့ Nugget တို့ကလည်းတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတွေပြသခဲ့သလို Nugget ဆိုလို့ရှိရင်လည်းပွဲကစားချိန်60မိနစ်မှာအခုနောက်တော့ကျွန်တော်ပြောခဲ့တဲ့ Mikel Merino နောက်ပေါက်လေးနဲ့ပြန်ချပေးလိုက်တဲ့ဟာကိုသူ့အနေနဲ့ကန်တယ်ဂိုးသမားကာကွယ်သွားနိုင်ခဲ့လို့ဒါပေါ့နော်တကယ်ကြည့်မယ်ဆိုရင်သူ့ကန်ချက်ကလည်းတော်တော်လေးကောင်းမွန်တာကိုကျွန်တော်တို့တွေ့ရတယ်အာဆင်နယ်အသင်းကအခုဒီပွဲစဉ်မှာဂိုးမပေးရဘူးအာဆင်နယ်အသင်းဂိုးမပေးရတဲ့မိနစ်ပေါင်း686မိနစ်ရှိပြီဖြစ်ပါတယ်တော်တော်ကိုမှကြောက်မက်ဖွယ်ရာကောင်းတဲ့မိနစ်ဖြစ်တယ်ဒီရာဒီအာဆင်နယ်အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ပထမရာဒီအစတော့ဆိုသူတို့ဂိုးမပေးရရေးကိုသူတို့သွားတယ်နောက်ပိုင်းဂိုးပေါက်တဲ့ကန်ချက်မပေးရရေးကိုသွားပြီးတော့အခုနောက်ဆုံးမှာတော့တစ်ဖက်အသင်းကိုကန်ကွင်းအောင်မပေးတဲ့အဆင့်မျိုးထိကိုအာဆင်နယ်အသင်းကစားနေတာမျိုးတွေကိုတွေ့ရတယ်ဒီအတွဲအဖက်ဒီအဆူအဝေးကြီးနဲ့အာဆင်နယ်အသင်းစူဖလားတော့ကျွန်တော်ကတော့ရယူစေချင်ပါတယ်ဒါမှလည်းအာဆင်နယ်အသင်းရဲ့ဒီ stats တွေဟာကျွန်တော်တို့ဘောလုံးသမိုင်းမှာကြံရစ်နေခဲ့မှာပဲဖြစ်တယ်ဒီကနေ့မှာအာဆင်နယ်အသင်းသွင်းဂိုး2ဂိုးရယူခဲ့တယ်အဲ့ဒီသွင်းဂိုး2ဂိုးစလုံးကိုတော့အာဆင်နယ်အသင်းဟာတဂိုးကတော့အားလုံးပြောနေကြ set piece ကနေပြီးတော့ပြန်ချလာတဲ့ဘောလုံးကိုသွင်းတယ်နောက်ထပ်တဂိုးကတော့ open player သွင်းခဲ့တာဖြစ်တယ်အာဆင်နယ်အသင်းရသွားတဲ့ပထမဂိုးကပွဲကစားချိန်73မိနစ်မှာရရှိခဲ့တာအာဆင်နယ်အသင်းဒေါင်းကန်ဘောရတယ်အဲ့ဒီဒေါင်းကန်ဘောကို Declan Rice ကန်တင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့ဘောလုံးဟာဒီအဝေးတိုင်းဘက်မှာစောင့်နေတဲ့ Gabriel Magalhaes ကိုရောက်တယ် Gabriel Magalhaes ပေးပို့လိုက်တဲ့ဟာကိုVictor Gyökeres အပါရင်မရှိခေါင်းတိုက်ပိတ်သွင်းပြီးတော့အာဆင်နယ်အသင်းအတွက်ဦးဆောင်ကိုရယူပေးခဲ့တယ်အာဆင်နယ်အသင်းရရှိခဲ့တဲ့ဒုတိယမြောက်ဦးဆောင်ကိုပွဲကစားချိန်35မိနစ်မှာတစ်ဖက်အသင်းကဒီလက်ပစ်ဘောပေါ့နော်လက်ပစ်ဘောကိုပစ်တယ်လက်ပစ်ဘောကိုပစ်တဲ့ဟာကို Declan Rice ကတစ်ဖက်ကစားသမားကို press လုပ်ထားတယ်အဲ့ဒီဘောလုံးရှင်းထုတ်လိုက်တာက Gabriel Magalhaes ဖြစ်ဖို့များတယ်ကျွန်တော်ကဒါပွဲပြီးချင်းရိုက်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော် replay ပြန်မကြည့်ရသေးဘူးအဲ့ဒီကနေမှတဆင်
Victor Gyokeres ဦးဆောင်တဲ့ဒီညာတောင်ပန်တိုက်စစ်ကနေ Victor Gyokeres ပေါ့နော်တောက်လျှောက်ပြေးတက်သွားတယ်သူတံမြန်တိုက်စစ်ယူရတယ်အဲ့ဒီကနေမှတဆင့်သူပေးလိုက်တဲ့ဘောလုံးဟာဝင်းချင်းပြီးတော့ဘယ်တောင်ပန်ကိုရောက်လာတယ် Leandro Trossard ဘောလုံးကိုလက်ခံတဲ့ area တွေကိုတစ်ချက်ယူလိုက်တယ် area တွေကန်တင်ပေးလိုက်တဲ့ဘောလုံးကိုအခုနတော့ကလက်ပစ်ဘောပစ်တုံးကတစ်ဖက်ကစားသမားကို press လုပ်ထားတဲ့အချိန် Arsenal အသင်း counter attack ပြန်စားတဲ့အချိန်မှာကို့အသင်းရဲ့ area ထိတ်နာမှာပဲရှိနေသေးတဲ့ Declan Rice ကအဲ့ဒီနေရာကိုရောက်လာပြီးတော့ချိန်သားကိုက်ခေါင်းတိုက်ပြီးတော့ Arsenal အသင်းအတွက်ဒုတိယမြောက်ဂိုးသွင်းယူပေးခဲ့ပါတယ်အဲ့ဒီဂိုးမှာကျွန်တော်တကယ် appreciate လုပ်ချင်တာကကစားသမားအားလုံးတော့ကျွန်တော် appreciate လုပ်တယ်ဒါပေမဲ့ Declan Rice ကပြေးလာတဲ့ပြေးအားယုံအားကြီးကတော်တော်ကိုမှကြောက်ဖို့ကောင်းတယ်အခုနကျွန်တော်ပြောသလိုဒီတံပြန်တိုက်စစ်စားတဲ့အချိန်မှာသူဒီကို area ထဲမှာသို့မဟုတ် area ထိတ်နာမှာပဲရှိသေးတယ်ကျွန်တော် replay ပြန်ပြတော့ကျွန်တော်တေချာကြည့်လိုက်တယ်ဘာမှမကြတဲ့အချိန်တော့အတွင်းမှာသူဒီကိုသွင်းရမယ် box ထဲကိုရောက်လာတယ် Leandro Trossard တင်ပေးလိုက်တဲ့ဟာကိုကွက်တိသူတစ်ချက်တည်းပြေးဝင်ပြီးတော့ခေါင်းတိုက်ပြီးတော့ Arsenal အသင်းအတွက်ဒုတိယမြောက်ဦးဆောင်ကိုသွင်းယူပေးလိုက်ပါတယ်ကျွန်တော်အသက်အခုဆို30ရှိပြီပေါ့နော်ကျွန်တော်တော်တော်များများသောကွင်းလင်ကစားသမားတကယ်ကောင်းမွန်ပါတယ်ဆိုတော့ကွင်းလင်ကစားသမားတော်တော်များများကိုကျွန်တော်အများကြီးကြုံခဲ့ဘူးတယ် David Beckham တို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်မြင်ခဲ့ဘူးတယ်ကာကာတို့ဆိုရင်လည်းကျွန်တော်တို့မြင်ခဲ့ဘူးတယ်သူတို့ကလည်းသူတို့အထိုက်အလျောက်သူတို့အကုန်လုံးကောင်းကြတယ်အခုဆိုလို့ရှိရင် Declan Rice သူကစားနေတာကိုမြင်ရတာဒီဟိုအလှအပတွေအကြွအရွားတွေဆိုတာထက်ကိုကန်နေတဲ့အသင်းကိုယ့်ရဲ့ဘယ်ဘက်ရင်အောင်ပေါ်မှာရှိနေတဲ့အသင်းတစ်စိတ်အတွက်သူပေးဆက်ကစားနေတယ်သူယုံပေးနေတယ်သူ့ရဲ့ယုံအားပြီးတော့ဒီအသင်းပေါ်မှာပေးဆက်နေတဲ့ပေးဆက်မှုကြီးဟာကျွန်တော်တို့သူ့ကိုပေးခဲ့ရတဲ့တန်းတရာဆိုတာဟာအလကားနီးပါးလို့ဖြစ်သွားပါတယ်ဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင် Declan Rice အနေနဲ့ကျွန်တော်ရဲ့ man of the match လို့ပြောလို့ရတယ်တကူသွင်းတယ်တက်ကန်9ချိန်လုပ်တယ်ရှင်းထုတ်မှု4ချိန်လုပ်တယ်ဂျားဖြက်လူယူမှု3ချိန်လုပ်တယ် accurate cross 2ချိန်ပေးခဲ့တယ်သူ့ရဲ့ဘောလုံးပေးဖို့မှု pass accuracy ပေါ့နော်ဒီဘောလုံးပေးဖို့တိကျမှု91% တိကျခဲ့တယ်သူဒီနေ့မှာတက်ကယ်9ချိန်လုပ်တယ်ပြီးသွားရင်ဂျားဖြက်လူယူမှု3ချိန်လုပ်တာကအဲ့ဒီနေ့ကွင်းထဲမှာရှိနေတဲ့ဘယ်ကစားသမားထက်မဆိုသူ့ရဲ့စွမ်းဆောင်ရည်အများကြီးပို့ပါတယ်ဒီကနေ့ပွဲစဉ်မှာကျွန်တော်ရဲ့အကောင်းဆုံးကစားသမားက Declan Rice ဖြစ်တယ် Victor Gyokeres ကိုတော့ကျွန်တော်ပေးခြင်းတယ်သို့တော့သူကဒီဒုတိယပိုင်းအစမှာတည်းသူလူစားလဲခံလိုက်ရတယ်အကယ်လို့သာသူဒီကွင်းထဲမှာဆက်ရှိနေပြီးတော့ Arsenal အသင်းဂိုးတွေထည့်ရဖို့သူ assist လုပ်တာဒါမှမဟုတ်သူဂိုးတွေသွင်းယူပေးခဲ့တာဆိုရင်တော့ကျွန်တော်ဒီ Victor Gyokeres ကိုချွင်းချက်မရှိရွေးမှာဖြစ်ပေမဲ့သူဒုတိယပိုင်းအစမှာသူလူစားလဲလိုက်တယ်သူလူစားလဲခံလိုက်ရတယ်အဲ့နောက်မှာ Declan Rice ဝင်လာတယ် Declan Rice တပွဲလုံးပြသသွားတဲ့ခြေစွမ်းအရာချွင်းချက်မရှိသူဒီကျွန်တော်ရဲ့ဒီကနေ့ပွဲစဉ်အတွက်ကျွန်တော်ရဲ့အကောင်းဆုံးကစားသမားအဖြစ်ကျွန်တော်ရွေးချယ်ပါတယ်ကြည့်နေတဲ့ Arsenal fan ညီကိုမောင်နှမတွေရောဒီပွဲထဲမှာဘာတွေနေနေသေးတာရှိသေးလဲအောက်က comment ထဲမှာကျွန်တော်နဲ့ဝင်ရောက်ဆွေးနွေးပြီးဖို့အတွက်ဖိတ်ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ season လေးကိုဒီနေရာမှာပဲရန်နာလဲရပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ Arsenal fans ညီကိုမောင်နှမများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်